ပါကိုတေးကြပြီးဒိုင်လူကြီးတွေကိုဝေဖန်သွားတဲ့ရိုဒီပြင်းသစ်ကျယ်ဝင်းနောက်ခံလူဂျာကေးကိုခေါ်ယူနိုင်ခဲ့တဲ့လီဗာပူးအသင်းပရိသတ်များအားဝဲမင်္ဂလာများကျွန်တော်ရဲ့ GB1 ဆဲဘောလုံးချန်နယ်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေဒီနေ့မှာတော့စပါကိုတေးကြပြီးဒိုင်လူကြီးတွေကိုဝေဖန်သွားတဲ့ရိုဒီပြင်းသစ်ကျယ်ဝင်းနောက်ခံလူဂျာကေးကိုခေါ်ယူနိုင်ခဲ့တဲ့လီဗာပူးအသင်းဆိုတဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာပါမန်ချက်စတာစီးတီးအသင်းရဲ့ကွင်းလယ်လူရိုဒီကတော့စပါအသင်းနဲ့တစ်ဖက်တစ်ကိုးစီတေးကြခဲ့တဲ့ပွဲမှာဒိုင်လူကြီးတွေအနေနဲ့ဗမ်းမလိုက်ဖို့လိုအပ်တယ်ဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်စီးတီးတို့ကိုပြနိုင်မဲ့အခြေအနေကနေတေးဖြစ်သွားခဲ့ရတဲ့ဒီပွဲရဲ့အငင်းပွားဖွယ်ရာတွေနဲ့စီးတီးကစားသမားတွေရဲ့တုံ့ပြန်မှုတွေကိုတင်ဆက်ပေးသွားမှာပါ။ပြီးခဲ့တဲ့ဒီနေ့ကကစားခဲ့တဲ့စပါးနယ်ပွဲမှာမန်ချက်စီးတီးအသင်းဟာရိုင်ယန်ချာကီနဲ့အန်တိုနီစီမန်ညိုတို့ရဲ့ဂိုးတွေကြောင့်ဦးဆောင်နိုင်ခဲ့ပေမဲ့ဒိုမနစ်ဆိုလန်ကီရဲ့ခြေပါဂိုးတွေကြောင့်တပတ်တကိုးစီအသင်းနဲ့သာကျင်းနေခဲ့ရပါတယ်။ဒီပွဲမှာအငင်းပွားဖွယ်ရာဖြစ်ခဲ့တာကတော့ဆိုလန်ကီရဲ့ပထမခြေပါဂိုးပဲဖြစ်ပါတယ်။ဆိုလန်ကီဟာစီးတီးနောက်ကန်လို့မက်ဂွီဟီရဲ့ခြေထောက်ကိုကန်ပြီးမှဂိုးသွင်းခဲ့တာလို့ထင်ရှားနေပေမဲ့VARကတော့ဒါကိုပြစ်ဒဏ်မောင်းအဖြစ်မတတ်မှတ်ပဲဂိုးဖြင့်အတည်ပြုပေးခဲ့ပါတယ်။ဒီအပေါ်မှာမန်စီးတီးအသင်းရဲ့စပိန်ကွင်းလယ်လူရိုဒီကပြင်းပြင်းထန်ထန်ပဲဝေဖန်သွားခဲ့တာပါ။ရိုဒီကကျွန်တော်တို့အောင်မြင်မှုတွေအများကြီးရထားတော့လူတွေကကျွန်တော်တို့ကိုမနိုင်စေချင်ဘူးဆိုတာသိပါတယ်။ဒါပေမဲ့ဒိုင်လူကြီးဆိုတာဗမ်းမလိုက်ဖို့လိုအပ်ပြီးအခုဆုံးဖြတ်ချက်ကတော့တကယ်ကိုမတရားတာပါလို့ပွဲပြီးမှပြောကြားခဲ့ပါတယ်။အထူးသဖြင့်ဇန်နဝါရီလအတွင်းကစားခဲ့တဲ့နယူကာဆယ်မန်ယူဝိုဒိုနဲ့ပွဲစဉ်တွေမှာ VAR ဆုံးဖြတ်ချက်တွေဟာစီးတီးအပေါ်ဇက်တိုက်နစ်နာစေခဲ့တာကြောင့်ဒါတပွဲတည်းတွေမဟုတ်ပဲနှစ်ပွဲသုံးပွဲဇက်တိုက်ဖြစ်နေတာပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တကယ်ကိုမသိတော့ပါဘူးလို့ရိုဒီကဖြည့်ဆွတ်ပြောဆိုသွားခဲ့ပါတယ်။စီးတီးနီးပြပွဲကွာလာကလည်းဒီဆုံးဖြတ်ချက်အပေါ်မကျေနပ်မှုကိုထုတ်ဖော်ခဲ့ပြီးအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်။ဂွေဘောလုံးရနေချိန်မှာနောက်ကနေကန်ခံလိုက်ရတာပါ။ဒါပေမဲ့ဂိုးဖြစ်သွားရင်ကျွန်တော်ဘာပြောနိုင်အောင်မလဲလို့ခက်ပြက်ပြက်ပဲတုံ့ပြန်ခဲ့ပါတယ်။ပရီးမီးယားလိရဲ့တရားဝင်ထုတ်ပြန်ချက်မှာတော့ဆိုလန်ကီဟာဘောလုံးကိုယဉ်ထိခဲ့တာကြောင့်ဒါပြစ်ဒဏ်မဟုတ်ဘူးလို့ VAR ရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လီဗာပူးအသင်းဟာပြင်သစ်လီဂူ1ကလပ်ရန်အသင်းရဲ့အသက်20အရွယ်နောက်ခံလူဂျရမီဂျာကေးကိုလာမယ့်နေရာဒီမှာခေါ်ယူဖို့အတွက်ကြိုတင်သဘောတူညီမှုရရှိသွားပြီလည်းဖြစ်ပါတယ်။ဒီအပြောင်းရှေ့ဟာအခြေခံပြောင်းရှေ့ကြေးပေါင်း55တန်းအပြင်အပေါ်စုကြေးပေါင်း9တန်းအထိရှိနိုင်ပြီးလီဗာပူးရဲ့ခံစစ်ပိုင်းပြည်လည်တီဆောက်ရေးမှာဂျာကေးဟာအဓိကအစိပ်ပိုင်းတစ်ခုဖြစ်လာမှာပါ။တကယ်တော့ချဲစီးအသင်းကလည်းဂျာကေးကိုခေါ်ယူဖို့သဘောတူညီမှုရလို့နေပါဖြစ်ခဲ့ပေမဲ့နောက်ပိုင်းမှာလီဗာပူးကအသာစီးရရှိသွားခဲ့တာပါ။ဂျာကေးကိုယ်တိုင်ကလည်းလီဗာပူးမှာပွဲထွက်ခွင့်ပိုရနိုင်တာကြောင့် FA ကိုပဲပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။လီဗာပူးအသင်းဟာလာမယ့်နေရာဒီမှာဆာယုတ်တန်ကုံဆုံးတော့မဲ့ကိုနာတီနဲ့ရောဘတ်ဆန်တို့ရဲ့အနာဂတ်မြေများဖြစ်နေတာကြောင့်ကန်စစ်ပိုင်းကိုအားပေးဖို့အသေးတန်ကြိုးပမ်းနေတာပါ။လီဗာပူးအသင်းဟာပြီးခဲ့တဲ့နေရာဒီကမက်ဂွီကိုခေါ်ယူဖို့ပေါင်35တန်းနဲ့ကန်လန့်ခဲ့ပေမဲ့နောက်ဆုံးမိနစ်မှာပြက်ပြယ်ခဲ့ရသလိုဂွီကလည်းဒီကာလာအတွင်းမှာပဲပြန်မဲ့မန်စီးတီးအသင်းကိုပြောင်းရွှေ့သွားခဲ့ပြီလည်းဖြစ်ပါတယ်။ဒီနေ့တင်ဆက်မှုကတော့လောက်ပါပဲ။နောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေပွဲကြိုပွဲပြီးသုံးသက်ချက်တွေပြင်စိတ်ဝင်စားဖွယ်ရာအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ GB1 ဆဲဘောလုံး channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးထားပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်တူတယောက်စီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ